လိုတကြံမှာရခိုင်ပြည်သည့်တော့ရှင်ဆက်ရတာနဲ့ထမင်းစားရှင်စီမဲဟင်းလျံဒီနေ့တော့အိမ်ထဲမှာပဲရခိုင်အရသာပြန်ခံစားကြမယ်နော်ရှင်ဆက်နဲ့လက်မလွတ်နိုင်တဲ့ရခိုင်ပြည်သည့်တော့လုပ်ပြပါမယ်ရှင်လိုအပ်တာတွေကတော့တရသီးစိန်ငရုတ်သီးငပီးစားကျွတ်သွန်ဖြူငရုတ်ကောင်းနဲ့ဟင်းချုံမုံတို့ပဲဖြစ်ပါတယ်တရသီးတစ်လုံးကိုပါလေးတွေတင်ပြီးမညက်တညက်လေးတွေထောင်းထားပါမယ်ဒါမှတရသီးကပူနုပြီးတော့အရသာဝင်ပါပြီးရင်ပါဝင်ပစ္စည်းတွေဖြစ်တဲ့ငရုတ်သီးကိုထောင်းပါမယ်ငရုတ်သီးညက်လာပြီဆိုတော့ငရုတ်ကောင်းနဲ့ကျွတ်သွန်ဖြူကိုထည့်ပြီးတော့ထောင်းပါမယ်ငရုတ်ကောင်းလေးတွေညှက်ဝိုင်းရင်ငပိထည့်ပါမယ်ငပိဟာရခိုင်ထောင်းဆိုတော့များလေးထည့်ပေးပါရှင်အိမ်မှာပဇွန်ရှိရင်တော့ပဇွန်လျှောက်လေးထည့်လိုက်ပါနော်အခုတော့တရသီးကိုငရုတ်သီးလေးထည့်ပြီးတော့တုံးလိုက်ပါမယ်ရှင်အရသာအတွက်ကတော့စားဟင်းရှုံမုံထည့်ပါမယ်ရှင်ဆက်ပြီးအနက်လေးကအရန်စားရှင်စေတယ်ထမင်းနဲ့စားလဲအရန်လိုက်ဖက်တယ်အိမ်မှာလဲလှုပ်စားကြည့်ပြီးဒီလိုအရသာလေး comment မှာပြောပေးခဲ့ကြပါအောင်နော်ဒီလိုတကြံမှာတယောက်တည်းပြင်းနေဒီလိုလေးတောက်စားကြည့်ကြည့်နော်ဒီလိုရိုးရှင်းပြီးအရသာကောင်းတဲ့ရခိုင်ရှက်ရင်းတွေကိုဆက်လက်မျှဝေပေးသွားမယ်နော်